excavator ဆိုတာဘာလဲ excavator ဆိုတာတူးဖော်တဲ့မြေတူးခြင်းကြောက်တူးခြင်းကန့်ချီပြပြင်ခြင်းနဲ့မြေဆောက်လုပ်ခြင်းတွေမှာအဓိကအသုံးပြုတဲ့ heavy construction equipment တစ်ခုဖြစ်ပါတယ်အခုညီမပြောပြပေးသွားမှာကတော့ HCMG excavator အကြောင်းပဲဖြစ်ပါတယ်HCMG อ่ะဆိုလို့ရှိရင်တရုတ်နိုင်ငံစရန်ရထုတ်လုပ်မှုမှာနံပါတ်1နေအားနေရပ်တည်နေပြီးတော့ကမ္ဘာမှာဆိုရင်အဆင့်3နေရာမှာရပ်တည်နေပါတယ်HCMG อ่ะဆိုလို့ရှိရင်ရည်သွင်းမြင့်မားတဲ့ထုတ်ကုန်များနည်းပညာစံတင်မှုများနဲ့ကမ္ဘာတဝန်းရှိဝန်ဆောင်မှုကောင်းမှုခြင်းများကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာယုံကြည်စိတ်ချရတဲ့အမက်တစိတ်တစ်ခုဖြစ်ရပ်တည်နေတာဖြစ်ပါတယ်HCMG ရဲ့ excavator တွေမှာအမျိုးမျိုးသောလုပ်ငန်းလိုအပ်ချက်များကိုလိုက်၍ series များလည်းခွဲခြားထားပါတယ်။ HCMG ရဲ့ excavator series များကတော့ U series, E series, G series, CD series, I series, LC series, BR series, W excavator, forestry machinery, pure electric excavator, toll electric excavator, amphibious excavator, material handler တို့ဖြစ်ပါတယ်။ဒီ series တွေထဲမှာ mini, mid-size, large ဆိုပြီးတော့လည်းခွဲခြားထားပါတယ်။အခုလိုစက်ရည်ရတဲ့အကြောင်းသိကြရင်တော့ညီမတို့ရဲ့အစီအစဉ်လေးကိုနောက်ပတ်တင်မှာလည်းဆက်လက်ဆောင်ရွက်ကြည့်ရှုဖို့ပြောပြရစီရှင်။